ကျန်ဖန်မှန်တော်တော်လေးမေးတတ်တယ်နော်ဒီလိုစပင်းကြီးကန်ပြပြီးတော့ဒီလိုမျိုးဒီလိုလေးပြတာဘာကြောင့်အဲ့လိုလေးပြန်ကလာငါပြနေရလဲတဲ့နော်ပြတယ်ဆိုတာလည်းပြီးတော့ခေါင်းလျှော်ရည်တဲ့နော်ဒီလိုခေါင်းလျှော်ရည်တဲ့ဆိုတာကလည်းဒီရွှေကေတာရဲ့ပစ္စည်း quality ကိုအဓိကသိစေခြင်းနဲ့ရည်ရွယ်ချက်ကြောင့်ပြပေးတာစပင်းကြီးဒီလိုပြပေးရဆိုတာစံသားလေးတွေဝတ်ရှိလာတာပါကိုပြပေးခြင်းတာဘာကြောင့်လဲအခုစပင်းကြီးအရန်ကျွတ်လုံးကြည့်ပြီးစံသားအဖျားနှစ်ခွဖြစ်တာတွေပြီးလို့ရှိရင်စံသားဝိတ်မရှိတဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတိတာမြင်တာအောင်လို့ quality အကြောင်းကိုတိတာအောင်လို့လည်းတို့ကပြပေးတယ်ဒါကြောင့်ကိုကဘာသုံးလို့စပင်းရန်ကျုံမတက်တာတဲ့သူတွေဥယျာဉ်အစီပြန်တက်တဲ့သူစပင်းအရှိနှင်းနေတဲ့သူတွေအဓိကကတော့စပင်းကြီးအရန်ကျွတ်လုံးအားကြီးတော့ဒီလိုထိပ်ပြောင်ထိပ်ကွက်တွေဖြစ်နေတဲ့သူဆိုရင်အဓိကထားပြီးတစ်ပတ်ကို2ကြိမ်ပုံမှန်တော့တလတွင်ကိုစပင်းကျွတ်တက်တာနာမကဘူးကျွတ်တဲ့နေမှာစံသားတိတွေပြန်မော့စိပြီးအုံထူအရှိမြန်စရာမလုံးဝအာမကန်တယ်ဘာကြောင့်လဲလွယ်လေးကိုယ်တိုင်ရလဲရတာဖြစ်တဲ့တော့ကြောင့်မို့ quality ဘဲကိုစတဲ့ရကန်တော့အာမကန်ခြင်းအပြစ်ပေးရတယ်ဒီလိုတွဲကိုမှမြန်မာငွေ23,800ပဲရှိတယ်နှစ်လနီးပါးကိုအကြိုက်လုံးဝအကြိုက်သုံးလို့ရတယ်17လပိုင်းကစပြီးတော့ဒီရွှေကေတာလေးရဈေးနှုန်းသေးပါကေရှင်းနဲ့တစ်နဲ့လာမှာဖြစ်တဲ့တော့ကြောင့်အခုဈေးနဲ့လိုချင်တဲ့သူဆိုရင်လွယ်လေးတော်တော်စီအမြန်ဆုံးဆက်သွယ်မြင်မြင်မိနိုင်ပါရှိမြို့ပေါင်း300ကျော်လဲအရင်ဝင်ရှိနေပို့ပေးတဲ့အပြင်မှာ3ခုတိတိလူတိုင်းကိုလည်း delivery နဲ့ပါရအောင်ပါနော်